အချင်းကြရင်လေအချင်းဆိုရင်ကျွန်တော်ဝင်နေရပါပြီဟုတ်တယ်ဒီအိမ်မှာကိုယ်တိုင်ဖောက်ထားတာကိုယ်တိုင်ထုတ်လာတာတဲ့ဟာလေဟောဖောက်လာပေါပေါဆုပ်ပြောတာတကားပြပါလို့ကျေးဇူးများကြီးတင်ပါတယ်ခမီးလေးဒီတယ်ရောအကုန်ပြောပါလိမ့်မယ်သူကမိသားစုများတော့လုပ်နေတယ်တကယ်အောင်ဟဲ့ကြာအဲ့ဒီတော့ပွဲလေးတာဒါချင်းဆိုလည်းလိုက်ဆိုတာအဲ့ရမင်းနဲ့ခိုင်းပြီးဆိုမီရိုလုပ်တယ်တားကြပါဦးမမလေးစာလာကျွန်တော်ပြဿနာလေးလည်းကောက်ကျွန်တော်ကျေးဇူးတင်လို့ဆက်ချင်ပါတယ်ဟာပါလေမမညချင်လေးဘယ်မှာအောင်ရအောင်ပေါ့နော်ဟာဆိုတဲ့